တော့ fine နဲ့ HR ရဲ့နောက်ဆုံးတစ်ခုကတော့ marketing အကြောင်းပြောပါဆိုရင်တော့ marketing ကတော့ဘာလဲဆိုရင်အဓိက marketing ကို TV စဉ်းစားမယ်ဆိုရင်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းရဲ့ဒီရောင်းကုန်ပစ္စည်းကိုဝယ်ယူမဲ့ targeted consumer customer ရဲ့သူတို့ရည်တည်နေတဲ့ဒီ market environment ပေါ့ဒီသုံးခု dimension သုံးခုကိုတည်ပြီးတော့မှဘယ်လိုကစားရမလဲပေါ့နော်ဒါ 3 key aspect ပေါ့ဆိုတော့ product ကိုဝယ်ယူမဲ့ targeted customer ရဲ့သူတို့ရည်တည်နေတဲ့ဒီ environment market environment ပစ္စည်းရဲ့လူရဲ့ပတ်ဝန်းကျင်ရဲ့ပေါ့အဲ့သုံးခုကိုတည်ပြီးတော့မှ how to penetrate to your market ဘယ်လိုထိုးဖောက်မလဲဘယ်လိုဆက်လက်လုပ်သွားမလဲဆိုတာအဲ့တော့ product ဘိုင်းမှာကြည့်ရင် product ကိုဘယ်လိုကြည့်မလဲ product ကိုကြည့်မယ်ဆို product ကိုတမ်းမဲ့အရသာကြည့်တာနဲ့ဒီ marketer တယောက်ကြည့်တာလည်းမတူဘူးဆိုတော့ product နဲ့ပတ်သက်အခြေခံ component 3ခုရှိတယ်သူရဲ့ brand တစ်ကိုကြည့်တယ်သူ့မှာပါဝင်နေတယ်ဒီခုနပြောတဲ့ဒီ spec ပေါ့နော်လူသုံးကိုပစ္စည်းဆိုတော့ specification ပေါ့ဒါတွေကြည့်တယ်နောက်တစ်ခုကကျတော့သူ့ရဲ့ဗာလဲဆိုရင်ဒီ packaging style နဲ့ physical structure ကိုကြည့်တယ်ပေါ့နော် product design တို့ packaging style ကိုကြည့်တယ်ဆိုတော့ဒါ product ကိုကြည့်တာအဲ့လိုပဲ consumer တွေနဲ့ပတ်သက်တော့ consumer behavior trend change အဲ့တော့ consumer တွေရဲ့ behavior တွေကဘယ်ချိန်မှာအပြောင်းလဲဖြစ်ပေါ်တယ်လေ behavior trend change အကြောင်းကိုပြောပါဆိုရင်တော့နည်းနည်းခြေပြန်တယ်ဒါပေမဲ့လိုချင်တဲ့ key ကိုပြောပါဆိုရင်တော့သူကအဓိကဒီ IBE နဲ့ထောက်လို့ရတယ်ဆိုတော့ဘာဖြစ်လို့ဆိုတော့ဒီလက်စော်ပြဟောခဲ့လို့ပဲ everything is connected by cause and effect ဖြစ်ပျက်မှုတိုင်းရဲ့နောက်ွယ်မှာဖြစ်ပျက်မှုကိုလွှမ်းမိုးနေတဲ့အကြောင်းတရားတွေရှိတယ်အဲ့လိုပဲ consumer တွေရဲ့ behavior ပြောင်းလဲမှုတွေရဲ့နောက်ွယ်မှာပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းတရား influential တွေရှိတယ်ပေါ့နော်ဒါကြောင့် IBE ဆိုတဲ့ဒီ behavior flow ကတော့ I stand for influence ပဲအဲ့တော့ဘာတွေ influence လဲဒီတိတာထင်ရှားတဲ့အချက်တွေပြောပါဆိုတော့ဥပမာ media influence ဒီနေ့ဆို online ပေါ့နော် social media influence ပေါ့ပြီးတော့ culture influence နောက်တစ်ခုကဘာရှိမလဲဆိုရင်cross over ပေါ့နော် social influence environmental influence တွေရှိတယ်အဲ့ဒီလွှမ်းမိုးမှု influential တွေကြောင့်ဒီဝယ်ယူမှုဆိုတဲ့ buying behavior အပြုအမူတွေဖြစ်ပေါ်လာဒါပေမဲ့ buying မှာလည်းအခြေအားဖြင့်နှုတ်စုကွဲတယ်ဝယ်ယူတဲ့ buying ဟာ emotionally buying ရှိတယ် rationally buying ရှိတယ် emotionally buying ဆိုတာကဟိုလိုအပ်လို့ဝယ်တာမဟုတ်ဘူးလိုအပ်လို့ဝယ်တာလည်းဖြစ်မယ်မလိုအပ်ဖက်နဲ့ဝယ်တာလည်းဖြစ်မှာနော်ဒီဆန်ဝတ်မှာနီးချောင်းလည်းဖြစ်မယ်ဒါဟိုကလိုချင်လို့တက်ကိုဝယ်တာမျိုးလည်းဖြစ်မယ်ပေါ့နော် emotional buying ဒါပေမဲ့ emotional buying ကတရားတွေပါဆိုတော့ individually buying လို့လည်းပြောလို့ရတယ် rationally buying ကတော့တေချာအောင်စဉ်းစားဆုံးဖြတ်ဆွေးနွေးပြီးတော့မှဝယ်တာအဲ့ဒါတော့ group buying တို့ organizational buying တို့ပြောရတယ်အဖွဲ့အစည်းတွေလိုအပ်တဲ့ပစ္စည်းကို meeting ထိုင်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှဆုံးဖြတ်ပြီးဝယ်ယူကြတဲ့ဟာမျိုးပေါ့အဲ့တော့ buying behavior မှာ buying မှာကြည့်ရင်တစ်ပိုင်းပဲရှိမယ် emotionally buying နဲ့ rational buying ပေါ့နော် buying နှစ်မျိုးရှိမယ်အဲ့တော့ influence လွှမ်းမိုးမှုတွေကြောင့်ဝယ်ယူမှု buying ဖြစ်ပေါ်တယ်ဝယ်ယူပြီးနောက်ပိုင်းမှာကြိုက်တယ်မကြိုက်တယ်ဆိုရဲပါလဲဆိုရင် response IBR ဆိုတော့ response တုံ့ပြန်မှုတွေဖြစ်ပေါ်တုံ့ပြန်တယ် positive response ရှိတယ် negative response ရှိတယ်အဲ့တော့ positive response တုံ့ပြန်မှုကတော့ကိုယ့်ရဲ့နောက်ထပ်ဒီလုပ်ငန်းကို product ကိုဆက်ပြီးတော့ရှင်သန်ဖို့အတွက်ဒါကိုကဒါဒီကောက်ပါလို့ဒီ feedback တွေကိုပြန်သုံးလို့ရတယ်ကိုယ့်ရဲ့ဒီ media မှာကြော်ညာပြန်သုံးလို့ရပါမယ် negative response ကတော့ကိုယ့်ရဲ့ပြုပြင်စရာတွေပေါ့အဲ့တော့ positive ratio နဲ့ positive response နဲ့ negative response ကိုကြည့်ရင် negative response က positive response တဲ့သူကနှစ်ဆများတယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်က customer 10ယောက်နဲ့ဆက်ဆံလိုက်တိုင်းမှာဥပမာထားပါတော့ဥပမာ6ယောက်ကျင်တတ်တယ်4ယောက်မကျင်တတ်ဘူး negative က4ယောက် positive က6ယောက်ဒါပေမဲ့အဲ့ဒီရဲ့ situation ကတေချိုးတဲ့အရာကြည့်မယ်ဆိုရင်တော့မကျင်တဲ့4ယောက်ကိုတင်းနေမြောက်လိုက်ရင်ဒီ positive negative word of mouth ကဘယ်တော့ပြန်မလဲဆိုရင်ဒါမြင်တာအောင်ပြောတာပေါ့နော်10ယောက်စီကိုပြန်သွားမယ်ဒါပေမဲ့ positive word of mouth ကတော့6ယောက်စီပဲပြန်မယ်အဲ့တော့ negative ratio နဲ့ positive ratio negative ကပိုကြီးတယ်ဒါကြောင့်ဟိုကျင်တဲ့လူ6ယောက်မကျင်တဲ့လူ4ယောက်ကစိတ်မဖြစ်ဘူးအနည်းဆုံးခေါ်ပါတော့80-20လောက်မှဖြစ်မှာပေါ့10ယောက်လောက်ကျင်တဲ့မှဖြစ်မယ်ပေါ့အဲ့ပုံစံမျိုးဒါကတော့ positive response negative response ကို ratio ချတာပေါ့အနည်းဆုံးဘယ်လောက်ဒီ customer ဝယ်ယူပြီးနောက်ပိုင်းမှာဘယ်လောက်ကျင်တဲ့မှကိုယ့်အတွက်ဆက်ပြီးတော့ဟိုကကိုယ့်ရဲ့ဒီ product ကဆက်ပြီးတော့ရှေ့ဆက်သွားလို့ရမယ်ဆိုတော့ကြည့်တယ်ဒါကတော့ဟို management function တွေအများကြီးရှိပါအများကြီးအဓိက key function 3ခုကိုပြောတာပါ finance က HR ရဲ့ marketing ရဲ့ပေါ့